အလုံးမဲမိကလာပါပဲလေးတို့ရေထမင်းစားမဲ့ရှင်ငါတလောက်ညင်ချက်စားတယ်ကိုတဲလေးတို့ငါတလောက်လေးဝက်လာတယ်ငါကောက်လက်ဆက်နေရောပဲတဲလေးမနေ့ကငါပြီးတော့ထမင်းကတော့လေတဲလေးငါပြီးရည်နဲ့ဒီမှာငါပြီးထောင်းနဲ့မမဖြော်ပြီးတော့နော်တဲလေးနော်ရောဖြော်ထားတယ်တဲလေးဒါပြန်ငရုတ်တိမုတ်လေးပါနည်းနည်းထပ်ထည့်တယ်ထမင်းထဲမှာစာကြပါကြတော့ကတော့အန်ဒီတောက်တိန်ချီတခဲတောင်းဖြော်တော့ရောဝမ်းနဲ့ထမင်းစားမဲ့ကိုတဲလေးတို့ရေငါတလောက်ပတ်တင်ငါတလောက်ดูအခုပဲဈေးသွားပြီးတော့ပြန်လာတယ်တဲလေးတို့ကုန်တိုက်သွားငါတလောက်ရလေတဲလေးထိုးနော်ထားဘူးဒီကတလာဆန်ចောင်းမှာဝယ်လာတယ်တဲလေးအရှမ်းနဲ့မှတက်ဆက်နေပဲငါတလောက်ဆိုတော့အယူလေးတော့နည်းနည်းများရဆက်တယ်ဒီမှာတိုးစရာထဲလို့မရတော့ဘူးတဲလေးတို့ဇီယာပါမယ်ရုံမတွေဒီပါမယ်ခရမ်းဒီပါမယ်ဘယ်ဒီပြန်ပါလဲပါမယ်အဲ့တော့စလိုက်ရွက်လာမသိဘူးถ้าเป็นที่จะเพิ่มต้นชัวร์ตัวรอว่าเนี่ยวีได้แต่อันตัวเช่นฉากแต่เค็มพวนแต่แบะไปเนี่ยบวชจะมืออันจะมือวีได้กว่าอายุแล้วเนี่ยเจ้าเด็กมาแต่เล่าว่าซาก้อนอายุยายสวยแบบสียาและมวยแต่เราอยากจะชิมเนาะပေါင်းစားလို့တက်မယ်ဆိုတော်တော်လေးပဲရှက်ပဲနော်ပေါင်းစားမယ်ဆိုအယိုးတွေရောအကုန်လုံးစားလို့ရတယ်နောက်တော့တော့မတော်ဘူးချက်ပဲချက်တာအရတော့ချက်ပဲငါတွေလည်းလက်ဆက်ပဇွန်တွေလည်းလက်ဆက်နေရောပဲအဲ့တလာဆန်ချာဆိုင်လေဆက်ပဲနောက်ကောက်စလုံးကောက်လို့ချက်လိုက်တယ်တဲလေးတို့ရေပြီးစားရမယ်ဟုတ်လားအယူများပကံနဲ့တီးသွားတယ်ကွယ်အာမရကဲဒီပြင်ပါ
အဲ့ဒီတလားဆန်ကြိုက်မဲ့လေတဲလေးရေမမပို့မအမငါရောင်းတဲ့နော်တဲလေးနော်ဒီလိုမျိုးငါတလောက်တွေလည်းရောင်းတယ်ပစွန်တွေလည်းရောင်းတယ်တဲလေးသူ့ဆိုင်မှာဆိုအရန်နဲ့မှလည်းဆက်တယ်တဲလေးပန်းရိုက်မှာဘိုင်ရင်ဈေးမဟုတ်ဘူးနော်ဟိုတလားဆန်ကြိုင်ဈေးမှာနော်တဲလေးတို့နော်အဲ့မှာဈေးတဲ့လူတွေသွားပြီးကြအရန်နဲ့မှလက်ဆက်တယ်ငါရမဟုတ်လားဆန်ယူရနေနာအရောက်တော့မချိမိကွင်းရောကာကဒီလည်းရှိတယ်အယူကာကဒီကတော့တိတ်မကြိုက်ငါတော့ပဲကြိုက်တယ်အဲ့ဒါငါတော့လည်းကောင်းဝယ်လာတယ်ဒါအခုပဲချက်ပြီးတယ်อร่อยมากนี่มันว่าเป็นเนื้ออย่างอยู่ไหมเยอะแล้วมาตะลอกก่อนใช่ไหมเพื่อน